အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် reward ရဲ့ point တွေကိုချီမင်းနဲ့ထုတ်ပြမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ point တွေက1900ကျော်ရှိပါတယ်အဲကြောင့်ဒီတန်းကိုကျွန်တော်နေပြီးတော့ဒီဘယ်လောက်ကနေစထုတ်လို့ရလဲဆိုရင်30ကနေစထုတ်လို့ရတာပဲဖြစ်ပါတယ်ကျွန်တော်30ထုတ်လိုက်မယ်အပိုင်းအောင်စားနေလိုက်မယ်ပြီး span ကိုနှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာရေးကြည့်ရနော် okay ကိုစာလုံးဝကြီးနဲ့ရေးရမှာပဲဖြစ်ပါတယ်ရေးပြီးရင် span ကိုထပ်နှိပ်ဖေးဖဲဆိုတာကိုရွေးပြီးရင်ကျွန်တော်တို့ဒီနေရာမှာ gmail ကိုကျွန်တော်တို့ဒီ reward စာဖွင့်တော့တုံးတဲ့ gmail ကိုရိုက်ထည့်ရမှာပဲဖြစ်ပါတယ်ပြီးရင်ဒီ gmail ကဖေးဖဲဖောက်ဖူးတဲ့ gmail မဟုတ်ရပါဘူးနော်ပြီးရင် order ဆိုတာဆိုတဲ့စာပေါ်လာမယ်အဲ့ဒါကိုနှိပ်လိုက်ပါ gmail ကိုရွေးလိုက်ပါအကောင်အပိုင်းရောင်စာနှိပ်ရမှာဖြစ်ပါတယ်ပြီးခဏဆောင်မယ်ခဏဆောင်အလောင်းနှိပ်လိုက်ပါပြီးရင်ဒီစာကို confirm my request ဆိုတာနှိပ်လိုက်မယ်အကောင်နှိပ်ရပါမယ်ပြီးရင်သူက Gmail ထဲရောက်သွားမှာပဲဖြစ်ပါတယ်နော်အဲ Gmail ထဲရောက်သွားရင်ဒီအပိုင်းရောင်စာကိုနှိပ်ရမှာပဲဖြစ်ပါတယ်အဲကောင်နှိပ်ပြီးရင်သူကဒီလိုပြန်ပြလာမယ်နော်ဒါဆိုရင်ကျွန်တော်တို့ paper မရှိဘဲနဲ့ Gmail ကိုသုံးပြီးတော့ထုတ်တာပဲဖြစ်ပါတယ်အောင်မြင်ပါပြီနော်ကြည့်လိုက်ကျွန်တော်ပတ်စံက900ကျော်ပဲကျန်တော့တယ်အဲ့တော့ဒီ game မှာတကယ်ပတ်စံရတာပဲဖြစ်ပါတယ်နော်တကယ်လို့ဆိုရှင်တဲ့ဒီ game ကိုထွိုင်းကြည့်ချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ Telegram မှာ link နိုင်ယူလို့ရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ